အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Crystal Pay ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တွေ့တသနာချို့ကိုတင်ပြမြောက်ချင်ပါတယ်ခင်ဗျာလူတွေသိကိုကြက်လောက်ဖို့လဲစူးစမ်းပါနဲ့လူတွေတင့်ကိုလေးစားဖို့လဲစူးစမ်းပါနဲ့လူတွေသိကိုချစ်လောက်ဖို့လဲစူးစမ်းပါနဲ့လူတွေသိကိုအထင်ကြီးလောက်ဖို့လဲစူးစမ်းပါနဲ့လူတွေသိကိုကြွေလောက်ဖို့လဲစူးစမ်းပါနဲ့မနဲ့မိုးလင်းလို့သင်နှုတ်ထားတဲ့အခါတိတ်ကိုယ်တည်းလေးစားနေဖို့ကြိုးစားပါနေစဉ်သွားလာလှူရှားနေစဉ်မှာတိတ်ကိုယ်တည်းချစ်နေဖို့ကြိုးစားပါမှန်တဲ့ကြီးတဲ့အခါမှာတိတ်ကိုယ်တည်းထေကြည့်ဖို့ကြိုးစားပါညာအိပ်ဖို့ခေါင်းချတဲ့အခါမှာတိတ်ကိုယ်တည်းတန်ဖိုးထားနေဖို့ကြိုးစားပါသင်ရဲ့နောက်ဆုံးအချိန်မှာတိတ်ကိုယ်တည်းကျွေးနေဖို့ကြိုးစားပါဗုဒ္ဓကရှင်းပါတယ်မိဘကိုလည်းမကယ်ဘူးမယားကိုလည်းမကယ်ဘူးသားကိုလည်းမကယ်ဘူးလမ်းပဲပြခဲ့တာပါကိုလို့မှကိုရတာဖြစ်ပါတယ်ဘာကိဆိုတာဝမ်းနဲ့မလွယ်ရပေမဲ့ရင်ပန်းနဲ့လွယ်ရတာပါဘိုင်းမပူရပေမဲ့စစ်ပူရတာအဖေပါနှိုးရီမထွက်ပေမဲ့ချွေးရီထွက်ရတာအဖေပါစာဖတ်ချင်မရှိအောင်မြင်ဖို့ကြိုးစားနေပါတယ်ဆိုတဲ့သူတွေဘယ်တော့မှအောင်မြင်တဲ့သူတွေဖြစ်လာမှာမဟုတ်ပါဘူးကျွန်တော်ရဲ့ပြည်တော်နာဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ